င်းရီကိုအချို့အဆက်နှမျိုးအရင်မှားလိုက်ပါတယ်သူရဲ့အဆက်က level 1 to 4ရွေးလို့ရတယ်သူရဲ့ဟင်းရီအချို့ကအရန်တောက်လို့ကောင်းပါတယ်မင်းညိုးတွေပါသူ့ဆိုင်မှာမင်းညိုးကတော်တော်စုံတယ် import beef တွေလည်းရတယ်သူရဲ့ sauce ကောင်းတာကတသက်ရက်ဖြစ်ပြီးတော့အချင်းဆက်ရတာလည်းပိုကောင်းပါတယ် sauce အရသာတွေလည်းကောင်းတယ်သူစီမှာနိုင်ငံခြားအစားတောက်ဆိုင်တွေလို့ဒီလိုဆက်ကလေးနဲ့လာဖို့တာလည်းအထာကြတယ်ပေါ့နော်သူစီကဝက်ကြွကြော်မှုမွေးကြွလေးနဲ့စားလို့ရမ်းကောင်းပါတယ် sauce အပြင်မာလာအမှုန့်မှာပြီးတယ်ကျုပ်ထမင်းကြော်ကတော့အရသာပုံမှန်ပါပဲနည်းနည်းလေးအရသာလေးတယ်ပြီးတော့ပိုးရှင်းနေတယ်လူကြီးတွေပါစားမှာဆိုတော့ကျွန်တော်တို့ကအဆက်ကိုတော့ level 1နဲ့မှာထားပါတယ်ပြောင်းမှုပစုံလုံးနဲ့ပစုံအသားလုံးကတော့မဆိုးပါဘူးဒါကတော့ဥမလိတ်လေးပါတဲ့ပိုးရှင်းကတော့နည်းတယ်လို့ခံစားရတယ်ဥထုံးချီထားတာလေးကတော်တော်စားကောင်းတယ်ဒါကအမဲသားလွာပါဒါကတော့မပါမဖြစ်ကျွန်တော်ရဲ့ favorite ပါဒါတော့မိတ်ဆက်ဖေးစရာမလိုတဲ့ဝက်မိုလုံးဒီပိန်းဥမှုကျော်ကမမလေးနဲ့တော်တော်စားကောင်းပါတယ်အဆက်လည်းပြေတယ်ဟော့ပေါ့စားပြီးသွားရင်အချိုတဲဖို့မိုးလက်ဆောင်လာတိုက်ပါတယ်အချိုပေါ့တယ်ဒါပေမဲ့တောက်လိုက်ခြင်းနဲ့အေးပါတယ်ဖျဲသီးနဲ့တင်မောသီးလည်းကျွေးပါသေးတယ်အစာမကြေမဆိုးလို့တဲ့အစာကြေးဆေးတွေလည်းချကျွေးပါတယ်Memory Hotpot ကမန်လေးရဆိုင်ဖြစ်တဲ့အတိုင်းပဲကျွန်တော်ဆိုင်တွေကနေပြီးအပြင်ကိုငေးကြည့်ရတာကမန်လေးကိုတကယ်ရောက်သွားသလိုခံစားရတယ်